hello ကျွန်တော်တို့အင်းလေးတရားပွဲအတွက်ပေါ့နော်အခုညောင်ရွှေမြို့ကိုရောက်နေပါပြီဆိုတော့အခု bib ကိုကျွန်တော်တို့သွားထုတ်မယ် bib collection လုပ်တဲ့နေရာရောက်နေပြီကိုလူတွေနဲ့ဘယ်သူတွေတွေ့အောင်လည်းမသိဘူးတော့ကြဟောပါဦးအောင်ဦးအောင်လူနဲ့ရင်သုံးတွေ့တာဒါနဲ့ပြန်မထားပါလေအောင်ဘောထားပါရချပြီးသွားပြီ။ဟောပြင်းပွဲချပြီးသွားပြီ။ဒါတော့မဟုတ်လေ။ဟော sorry ကွာ။disclaimer ရပြီစီကံချက်တွေကတော့အများကြီးပဲပေါ့နော်ဒီကတော့ကိုတောင်ကိုယူပေါ့ကိုတောင်ကိုယူဒီလိုဒဏ်ရာတွေပါညာတွေဖြစ်နိုင်တယ်မိမိကကိုရီးယားကြိုတင်သိရှိထားပြီးသားဖြစ်တယ်ဆိုတာပါမယ်ပြီးသွားရင်ဒီမှာက15ကီလိုအတွက် checklist ဆိုတော့ဒီက check 15ကီလိုအတွက်ဘာတွေလိုမယ်33အတွက်ဘာတွေလိုမယ်60အတွက်ဘာတွေလိုမလဲပေါ့နော်ကျွန်တော်တို့15ကတော့ဒီလောက်ကြီးမဟုတ်ဘူးဒီကဖုန်းပေါ့နော် communication အတွက်ဖုန်းရယ် passport ရယ်တောက်ရည်အတွက် soft flash ရယ်ကပ်ရယ်ပေါ့နော်ကပ်ပလောက်ပေါ့ကျွန်တော်တို့အုတ်ထုတ်တို့ဘာလို့ညာတို့ကိုရီးယားတော့ထုံးစံတိုင်းပစ္စည်းမှတ်တဲ့လူပြီးအများကြီးပါတယ်မှာနေကမြင့်မှန်နဲ့မြင့်မှန်တောင်ပါလိုက်သေးတယ်โอเคဟိုမှာဘော်ဒါကြီးရအင်းကြီးထုတ်ပေးနေတာဒါလေးကိုလေးကိုထားပေးပါမယ်။အဲ့ဒါတစ်ခါလေးတော့ချက်လုပ်ပြီးသားပေါ့နော်။ဟုတ်တယ်လို့86ကိုလည်းမသိဘူး။ပါပြီးသား။86အေးမင်းနေတာတော့ပါပြီးမှပြန်လာပါမင်းနေတာမရဘူးမင်းနေတာစိတ်ချောဖတ်မယ်နဲ့မကြသေးတယ်ကြီးရချက်လက်မှတ်ထိုးပါဦး โอเคရန်ပစ္စည်းရန်ထုတ်ရှင်နေတာပစ္စည်းရထုတ်ရှင်နေတာဝိုင်းစကမီဒီယံနော်မီဒီယံပါတယ်ပါလေညီရင်းနဲ့ဟာညီရင်းရှိတယ်ပါမယ်ဆက်ပါမယ်စကပ်တင်မယ်ပတ်ပါမယ် righty ဘူးနမူလေးပါမယ်ပင်အလေးပါမယ်ကျဲပါမယ်ကျွမ်းရင် order လက်မဟိုကပ်ဖို့temporary tattoo ဘူးကတော့ ကျွန်တော်ဝင်နေပါgive voucher ကျွန်တော်တို့ရအောင် okay ဘာလို့ဒီထဲမှာပါတဲ့ဟာတွေဒီကျွေးလက်မြောက်ပြီးချုပ်ကျွေးလက်မြောက်ပြီးချုပ်ချိန်တော့မပေးသေးဘူးတော့ကျွေးလို့ရတယ်လေဒီဟာလေးကိုဒီဟာအင်းလည်းချင်းမို့တော်ဘူးအင်းလည်းမြင်အောင်တော့လည်းမလည်းပေးချိန်လားကျွေးမရဘူးပြင်းမင်းလူကျွန်တော်တို့ကိုကားက15မှာထမှာဆိုတော့နိုင်ဝက်လောက်လူသေးတယ်ဆိုတော့ဒီမှာ expo လေးရှိတယ်ဈေးတွေပါညာတွေရောင်းနေတာလေးတစ်ချက်လောက်တော့ရှိုးလိုက်အောင်မယ်ဒီကိုအားရောင်းနေလည်းမသိဘူးအော် expo อ่ะအကိုမြတ်သူလို့လည်းရှိတယ်မှာflash ဒီဒါကြတော့ဟိုခြေလိုထိုင်တော့အဲ့နဲ့ဒီလေဒါကြတော့ဟိုမှာအင်ဂျီဒါ special edition သူကအရှိမ
ရှိမှဆိုရင်နေ့တရာလိုကိုပါမယ်နောက်မှဆိုရင်ကျေးရကီလိုတွေ15အင်းသား15ပါဦး33အင်ဒီအယ်ဖာ60ဆိုပြီးတော့ဒီပိုင်းဒီစပုံစံမျိုးလေးနဲ့ကြည်တန်းသူများတွေကောက်ဝက်ပလိုက်ပြီသူများတွေကောက်ဝက်ပလိုက်ပြီဟာဟောလာပြီတော့အရန်ကောင်းတယ်ဆယ်လောက်ဝဲကြည့်လိုက်ပါမြူဇယ်နေပြီမိုက်တယ်ဟာတားလည်းကောင်းတယ်အရောင်လည်းလာတယ်တားလည်းမိုက်တယ်ကိုလာပါဝါကိုလာတာဒီရှင်မလက်ဆောင်လည်းရတယ်ဟာလားတော့ဘာလို့ဒါဝဲလက်ဆောင်လည်းရတယ်ဒီမှာချစ်အိတ်လက်ဆောင်နည်းလိုက်တာ export โอเคကျွန်တော်ချယ်မယ်ပေါ့လေဆက်ရတယ်ဆိုတော့ try အောင်ပါပဲကျွန်တော်ချယ်မယ်ပေါ့လေဟောချယ်မယ်ပေါ့သမီးလေးကာတိလာကြည့်ဝင်ပေးလာရမယ်ပေးလိုက်တော့ဘူးလာတာနဲ့ကန်ဆယ်မဲရမယ်တဲ့အခုရောက်တရားဗောနော်ရောက်တရားရောက်တရားရှိတယ်၄တောင်ဆိုကိုမျက်နှာဆိုလေးရမယ်nice ဆိုလေးကေမျက်နှာဆိုလေးโอเคရောင်မြန်လေးနဲ့ရောင်မြန်လေးပါလေโอเค thank you ta công nhân từ rồi hai hey 10နောက်ကိုရမယ်တဲ့โอเคခုနကသွေးဘူးလေ့ကျင့်ခန်းလုပ်တယ်ဘာညာလုပ်တယ်ဘာလုပ်ဖို့လဲဆိုတော့ကျွန်တော်တို့ fan run လေးတစ်ခုရှိတယ်ပေါ့နော်4ကီလိုကျော်5ကီလိုနီနီသွားမယ့်နေရာကဒီနေရာလေးတော့ကြမှာဆိုတော့ဒီမှာဒါတော့ကျွန်တော်ဒီရှေ့မှာ10ရောက်စီလိုက်မယ်10ရောက်ဒီနော်ဒီရှေ့10ရောက်10ရောက်ဒါတော့မယ် okay let's go ကလေးလေးရှေ့လာYo, hello. ကားလမ်းကိုကြောပေးပြီးပြေးနေရတာဆိုတော့တစ်မျိုးပဲပေါ့နော်စားထွက်ကြရအဲ့လိုမျိုးဖြစ်နေတာမနှက်ပြန်15ပြေးရမယ်ဆိုပေမဲ့လည်းသူကညဘက်တူရတယ်နားနေတယ်ဆိုပေမဲ့လည်းပြေးရမယ်ဆိုတော့အခါမနေနိုင်မထိုင်နိုင်ဟိုပြေးပါပြီနှက်ပြန်တော့အေးအေးကြောင်းဟောရှင်းမှာဥအောင်ရှင်းမှာဥအောင်မှာဖိုးသားပြပေါင်းသားပြီပြပေါင်း2ကီလိုကျော်လာပြီပေါ့နော်နေဝင်ကြီးဆိုတော့မျက်နှာအတဲတယ်ပဲအဲ့ဒါကြီးရတော့နေပြလက်ကြီးချမ်းကင်ကြီးတာကြီးရတော့စားဟောလေရောက်ပြီလို့ထင်ကမှတကယ်ဂုံးအတက်ကြီးနဲ့သွားတိုးတာပဲလှပြီ
ဝီးမမဝီးဟိုလေဟိုင်အရှိအဖောက်သွားတာလားတေးမလို့ပဲတေးမလို့ပဲရောက်ခါနီးမှာရောက်ခါနီးမှာတေးမလို့ပဲဂုံးကြီးရတေးမလို့တကုန်းနေတာသူဟာသူများတွေကမိုးတွေပါညာထိုင်ဆွဲနေပြီဒီနေ့တော့ဆွဲလိုက်ဦးမယ်တကုန်းလည်းမပြီးနှကုန်းလည်းမပြီးဟုတ်ပါရောက်ခါနီးမှာမုံလေးတော့ဆွဲလိုက်ဦးမယ်ကျုံးနေတယ်မိုးလေးပြည့်ရမလားမေးဟောထဲတဝင်းကြီးကြီးသမိုင်းမောပြီစားကြပါဦးဆရာကိုရိုက်နေလား